အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel မှာ subscriber ထောင်နဲ့ 1 hour ဒေတာအမြင်ပြည့်အောင်ကျွန်တော် YouTube ဆက်ပြီးဘယ်လိုချင်အောင်လဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်တို့က YouTube ဆက်ပြီးချိန်ဖို့ဆိုလို့ရှိရင်ကျွန်တော် YouTube app ထဲကနေပြီးတော့ကျွန်တော်တို့ချိန်လို့မရဘူးကွန်ပျူတာရှိတဲ့သူကတော့ကွန်ပျူတာထဲကနေပြီးတော့ကျွန်တော်တို့လုပ်မယ်ကျွန်တော်ဖုန်းနဲ့လုပ်မဲ့သူတွေကတော့ browser တစ်ခုကိုအသုံးပြုပြရမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဖုန်းနဲ့လုပ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော် Chrome browser ကိုအသုံးပြုမယ်အဲ့တော့ကျွန်တော် Chrome browser လေးကိုတစ်ချက်ဝင်ပြလိုက် Chrome browser ရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ browser ရဲ့ search bar မှာ youtube.com ဆိုပြီးတော့ကျွန်တော်တို့ရိုက်ထည့်မယ်ပြီးသွားလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ youtube.com ထဲကိုကျွန်တော်တစ်ချက်ဝင်ပြလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်က YouTube ထဲကိုရောက်သွားမယ်တကယ်လို့ကိုယ့်ရဲ့ YouTube channel ကို login ဝင်ရသေးဘူးဆိုရင်တော့ Gmail နဲ့ password နဲ့ YouTube channel ကို login ဝင်ပြလိုက်ပါကျွန်တော်တို့ဒီမှာ YouTube channel login ဝင်လာပြီးတာဖြစ်တဲ့အတွက်ကျွန်တော်မဝင်ပြတော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကညာဘက်ထောက်မှာရှိတဲ့အဆက်30ကိုချက်နေမယ်ပြီးလို့ရှိရင်အပေါ်ဆွဲတင်မယ်ပြီးတော့ကျွန်တော်တို့ desktop site ကိုကျွန်တော်တို့အမှန်ချစ်ပေးမယ်ကျွန်တော် desktop site ကိုအမှန်ချစ်ပေးလိုက်ပြီဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ကွန်ပျူတာပုံစံပြောင်းသွားမှာပေါ့ကွန်ပျူတာပုံစံပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလက်နဲ့ချောင်းနဲ့အချုပ်ချက်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးချက်မယ်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်မှာ YouTube profile ရှိတယ် YouTube profile ကိုတစ်ချက်နှိပ်ပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က YouTube Studio ကိုတစ်ချက်ဝင်ပေးမယ်ပြီးရင်ကျွန်တော်နည်းနည်းလေးဆွဲချဲလိုက်မယ်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်အောက်မှာ YouTube setting ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့ setting ထဲကိုတစ်ချက်ဝင်ပေးလိုက် setting ထဲရောက်သွားရင်ကျွန်တော်အခုလိုမျိုးမြင်ရမယ်အပေါ်မှာဆိုရင်ကျွန်တော် channel ရယ်ပြီးလို့ရှိရင်ကျွန်တော် channel upload tab ပေါ်ဆိုပြီးတော့ကျွန်တော်မြင်ရမှာပေါ့နော်အဲ့တော့ကျွန်တော် channel ထဲကိုဝင်လိုက်မယ် channel ထဲကိုဝင်လိုက်လို့ရှိရင်ကျွန်တော်ပထမဦးဆုံးမြင်ရမှာက currency အဲ့တော့ဒီ currency ကကိုကဘယ်လို currency မျိုးကိုထားခြင်းလဲ US ဒေါ်လာနဲ့ပဲထားမလားဒါမှမဟုတ်ရင်ကျွန်တော် time back နဲ့ပဲထားမလားကျွန်တော်ဒီမှာ US ဒေါ်လာနဲ့ပဲထားမှာဖြစ်တဲ့အတွက်ကျွန်တော်မပြောင်းတော့ဘူးเนาะတကယ်လို့ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမြားလေးကိုနှိပ်ပြီးတော့ပြောင်းလို့ရတယ်เนาะကိုကြိုက်တဲ့ currency နဲ့ပြောင်းလိုက်လို့ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော် channel ထဲကိုဝင်ပြလိုက်မယ် channel ရောက်သွားရင်တော့ကျွန်တော်ပုံမှာ basic ပြီးလို့ရှိရင်ကျွန်တော် advanced setting ဆိုပြီးတော့ကျွန်တော်မြင်ရမယ်အဲ့တော့ပြီးတော့ဆိုလို့ရှိရင်ကျွန်တော် basic တွေဝင်လိုက်တဲ့အခါမှာ country of visitor ဆိုပြီးတော့ကျွန်တော်မြင်ရမယ်အဲ့တော့ကျွန်တော်တို့က YouTube monetization လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ country နေရာမှာမြန်မာထားလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကို YouTube monetization မပေးဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာထိုင်းသူမဟုတ်ကျွန်တော်တို့မလေးစင်ကူပေါ့နော် monetization ပေးတဲ့ကျွန်တော်နိုင်ငံတွေကိုပြောင်းရမယ်အဲ့တော့ကျွန်တော်ကဒီမှာထိုင်းလိုပဲပြောင်းလိုက်ပြီပေါ့နော်ပြီးတော့ဆိုရင်အောက်မှာတော့ကျွန်တော်တို့ keyword ဆိုတာရှိတယ် keyword ဆိုတာကကျွန်တော် viewer တွေကဒီ YouTube ရဲ့ search bar မှာရိုက်ရှာတဲ့အခါကျရင်ကိုထည့်ထားတဲ့ keyword တိုက်ဆိုင်နေဆိုလို့ရှိရင် YouTube ကကိုယ့်ရဲ့ video ကိုပြပေးတယ်အဲ့တော့ကျွန်တော်ဒီ keyword နေရာမှာဆိုလို့ရှိရင်ကိုကဘယ်လို content မျိုးတွေကိုတင်တာလဲပေါ့နော်ကျွန်တော်တကယ်လို့ဒီပညာ content တင်နေဆိုရင်လည်းဒီ Gmail နဲ့သက်ဆိုင်တဲ့ content တွေ Facebook နဲ့သက်ဆိုင်တဲ့ content တွေကိုတင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာ Gmail ပေါ့နော်ပြီးလို့ရှိရင်ရိုက်ပြီးတော့ဆိုရင်ကျွန်တော်ဒီလွတ်နေနေရာလေးတစ်ချက်ထောက်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ Facebook နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီ content တွေကိုတင်တာဖြစ်တဲ့အတွက် Facebook ပေါ့နော်ပြီးတော့ကျွန်တော်တို့က monetization နဲ့ပတ်သက်တဲ့ content တွေကိုတင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ monetization ပေါ့မိမိတို့ကတော့မိမိတို့ content နဲ့သက်ဆိုင်တဲ့ဒီ keyword တွေကိုထည့်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ3ခုထည့်လိုက်တယ်မိမိတို့ချက်လောက်ထည့်လို့ရတယ် keyword ကဘယ်နှခုပဲထည့်ထည့်ပေါ့ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က advanced setting တွေကိုချက်ဝင်ပေးမယ် advanced setting တွေရောက်တဲ့အခါကျလို့ရှိရင်တော့သူကဒီမှာကိုယ့်ရဲ့ content ကလည်းဘယ်လိုလူမျိုးတွေကိုပေးကြည့်မှာလဲပေါ့နော်ကလေးတွေကိုပေးကြည့်မှာလားဒါမှမဟုတ်လူကြီးတွေကိုပေးကြည့်မှာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကလေးရောလူကြီးရောပေးကြည့်မှာလားပေါ့နော်များသောအားဖြင့်ကကျွန်တော်တို့ကကလေးရောလူကြီးရောကြည့်လို့ရတဲ့ content တွေကိုတင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီညမှာ no ကိုရေးပေးမယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကဒီဘက်ဘက်ချက်မှာ upload depot ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်ပေးမယ်upload depot တွေရောက်သွားတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာမြင်ရမယ် basic မှာ title မြင်ရမယ် description မြင်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော် title ကတော့ကျွန်တော်ရေးစရာမလိုတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ video တင်တဲ့အခါကျမှပဲကျွန်တော် title ကိုရေးမယ် description မှာတော့မိမိတို့ကြိုက်တဲ့တက်ရထည့်လို့ရတယ်အဲ့တော့ကျွန်တော်ကျေးဇူးတင်ပါစီပဲထည့်ကျွန်တော်ဝင်ရောက်ကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါစီဒါမှမဟုတ်စင်နဲ့
နောက်ဗီဒီယိုတွေကြည့်လို့ရအောင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးပါပေါ့နော်မီတို့ channel တက်ရထည့်လို့ရတယ်ကျွန်တော်ဒီမှာကျေးဇူးတင်ပါဒီပဲထည့်လိုက်မယ်ပေါ့နော်ပြောလို့ဆိုရင်တော့ကျွန်တော်ဒီအောက်မှာ visibility ဆိုတာရှိတယ်အဲ့တော့ visibility ဆိုတာကကိုယ့်ရဲ့ဗီဒီယိုကိုဘယ်လိုပုံစံနဲ့တင်မှာလဲ public နဲ့တင်မှာလားဒါမှမဟုတ်လို့ဆိုရင်ကျွန်တော်တို့ private နဲ့တင်မှာလား unlit နဲ့တင်မှာလားပေါ့နော်ကျွန်တော်တို့ကအကုန်လုံးမြင်ရအောင် public နဲ့ပဲတင်အဲ့တော့ကျွန်တော်ဒီညမှာ public page ယူထားမယ်ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့ advanced setting ထဲကိုဝင်မယ် advanced setting ထဲရောက်သွားတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာပထမဆုံးမြင်ရမှာကကျွန်တော်တို့ line စဉ်ကိုမြင်ရမယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ဗီဒီယိုတွေကိုသူများယူပြီးတော့ဒီ YouTube မှာပြန်တင်လို့မရအောင်ကျွန်တော်တို့ line စဉ်နေရာမှာ standard YouTube line စဉ်ကိုပဲယူပေးမယ်ပြီးသွားလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ category ကတော့ကိုယ့်ရဲ့ content နဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ category ကိုယူပေးမယ်ကိုကဘယ်လိုမျိုး content တွေဖန်တီးတာလဲ comedy လား education လားဒါမှမဟုတ်ကျွန်တော် entertainment လားပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတော့ education ပဲရွေးလိုက်မယ်မိတို့ကတော့မိတို့ content နဲ့သက်ဆိုင်တဲ့ဒီ category ကိုရွေးပေးရမယ်ပေါ့နော်ပြောလို့ဆိုရင်ကျွန်တော်တို့ video language ရတယ်ကျွန်တော်တို့တိုင်းမဲ့ထားမယ်ပြီး caption လေးတိုင်းမဲ့ထားမယ်ပြီးလို့ဆိုရင် post ဆွဲတင်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ comment ကိုတွေ့ရမယ်အဲ့တော့ comment မှာဆိုလို့ရှိရင်ကျွန်တော်နှိပ်လိုက်အခါမှာ online off ရှိမယ်တကယ်လို့ကိုယ့် video အောက်မှာ comment ပေးမှန်းချင်မှုရှိလို့ရှိရင်အောက်ကိုနှိပ်ထားလို့ရတယ်တကယ်လို့ကျွန်တော် comment ပေးမှန်းချင်တယ်ဆိုရင်တော့ကျွန်တော် on ကိုပဲယူပေးမယ်ပြီးတော့ဆိုရင်တော့ကျွန်တော်ဒီ basic တွေတစ်ချက်ပြန်လိုက်မယ် basic တွေပြန်ပြီးရင်ကျွန်တော်ဒီမှာတက်ဆိုတာရှိတယ်အဲ့တော့တက်ကလည်းကျွန်တော်ခုနလိုမျိုးပဲ keyword နဲ့အတူတူပဲနော်ကျွန်တော်ခုနကထည့်ဖို့ကြံသွားလို့ကိုကဘယ်လို content မျိုးတွေတင်တာလဲကိုတင်တဲ့ content နဲ့သက်ဆိုင်တဲ့ဒီ tag စကားလုံးတွေကိုကျွန်တော်တို့ရေးပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာ Gmail ပေါ့နော်ပြီးတော့ဆိုရင်ကိုကဒီ Facebook နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်တာဖြစ်တဲ့အတွက် Facebook ပေါ့ပြီးတော့ဆိုရင်ကိုက YouTube နဲ့ပတ်သက်တဲ့ဗီဒီယိုတင်တာဖြစ်တဲ့အတွက် YouTube ပေါ့ကျွန်တော်ဒီမှာ၃ခုပဲထည့်တယ်မိမိတို့ကတော့မိမိတို့ channel တစ်လောက်ထည့်လို့ရတယ်ကျွန်တော်တို့ဒီလိုမျိုးအကောလုံး setting လေးပြုပြင်ပြရတဲ့ခါကျလို့ရှိရင်เนาะကျွန်တော်တို့ညာဘက်မှာရှိတဲ့ C ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်တော့ကိုပြင်လိုက်တဲ့ setting တွေကိုကိုယ့်ရဲ့ YouTube ထဲမှာ save လုပ်လို့ပြီးပါတယ်အဲ့တော့ကျွန်တော်တို့က YouTube setting ချိန်လိုက်ရုံနဲ့subscriber 1000 watt hour လေးတော့အမြင်ရလာမှာလား video တွေကြည့်ရလာမှာလားပေါ့နော်အဲ့တော့ YouTube setting ချိန်လိုက်ရုံနဲ့လည်းကျွန်တော်တို့ view တွေတော့အရင်များလာမှာမဟုတ်ဘူးပေါ့နော်ကိုတင်တဲ့ content နဲ့လည်းဆိုင်သေးတယ်ကိုယ့်ရဲ့ video မှာထည့်တဲ့ template နဲ့လည်းဆိုင်သေးတယ်အဲ့တော့ကျွန်တော်တို့ view တွေအများကြီးရဖို့အတွက်เนาะကျွန်တော်တို့ view တွေမြန်မြန်ပြည့်ဖို့အတွက် subscriber တွေများများရဖို့အတွက်ဆိုလို့ရှိရင်ကိုတင်တဲ့content ကလည်းကောင်းဖို့လိုအပ်တယ် content ကောင်းရုံနဲ့လည်းကျွန်တော်မပြီးသေးဘူးကိုယ့်ရဲ့ video မှာထည့်မယ် template ပေါ့နော်အဲ့တော့ template ကိုလည်းကျွန်တော်တို့စိတ်ဝင်စားအောင်လူစိတ်ဝင်စားအောင်ကျွန်တော်တို့ကြည့်နေရှိအောင်ပေါ့နော်ဆွဲတက်ဖို့လိုအပ်တယ်အဲ့တော့ကိုယ့်ရဲ့ video မှာ template ကကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ viewer တွေကတွေ့တဲ့အခါကျလို့ဆိုလို့ရှိရင်ကျွန်တော်ထောက်ကြည့်မယ်ဝင်ကြည့်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ video ကဒီလူအများကြီးကိုကျွန်တော်တို့ပြန့်သွားမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ template မကောင်းဘူးဆိုလို့ရှိရင် viewer တွေကတွေ့တော်ညာလဲကျွန်တော်တို့ရဲ့ video ကိုထောက်ကြည့်မှာမဟုတ်ဘူးကြော်သွားတာလို့လုပ်မယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ view တွေရဖို့ခက်သွားလိမ့်မယ်ကိုယ့်ရဲ့ content အရေးသွေးလည်းကောင်းမယ် template လည်းကောင်းမယ်ကျွန်တော်တို့ video ကိုလည်းကျွန်တော်တို့ setting ချိန်ထားမယ်ဆိုလို့ရှိရင်เนาะ subscriber 1000နဲ့ watt hour 4000ပြည့်ဖို့ဆိုတာကျွန်တော်တို့တလမကြာဘူးပေါ့နော်ဟုတ်ကဲ့ကျွန်တော် video ကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်